အားလုံးပဲမင်္ဂလာပါ English Byte ကနေကြိုဆိုလိုက်ပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားမယ် speaking pattern လေးကတော့ I am enthusiastic about verb ing ပေါ့နော် enthusiastic ဆိုတာစိတ်အားထက်သန်တာပေါ့သူနောက်က about လေးလိုက်တယ်ပေါ့နော်ဟုတ်ပြီဆိုတော့ I am enthusiastic about verb ing ပေါ့နော်တခုခုကိုလောက်ရတာကိုစိတ်အားထက်သန်တယ်ပေါ့ဟုတ်ပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုမျိုးသုံးလို့ရလဲတစ်ချက်ကြည့်ကြည့်ရအောင်ဆိုတော့ဒီမှာဆိုလို့ရှိရင်I am enthusiastic about learning English ငါ English စာလေ့လာရတာကိုစိတ်အားထက်သန်တယ်ပေါ့နော် I am enthusiastic about learning English ငါ English စာလေ့လာရတာကိုစိတ်အားထက်သန်တယ်ဒါကိုတစ်ခုခုလောက်ရတာစိတ်အားထက်သန်နေဆိုတာကိုပြောပြခြင်းနဲ့ဆိုရင် I am enthusiastic about တော့ကဖိုင်ကြီးလေးလိုက်ပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင်I am enthusiastic about reading books ငါစာအုပ်တွေဖတ်ရတာကိုစိတ်အားထက်သန်တယ်စာတွေဖတ်ရတာစိတ်အားထက်သန်တယ်ပေါ့ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am enthusiastic about studying Chinese တရုတ်စာလေ့လာရတာတရုတ်စာသင်ရတာပေါ့နော် studying Chinese နောက်ကကိုလေ့လာခြင်းနဲ့သင်ခြင်းနဲ့ဘာသာစကားတွေဘာသာရပ်တွေအကုန်လုံးထည့်လို့ရတယ်ပေါ့နော်ဒီ Chinese နေရာမှာအစားထိုးပြီးတော့ပြောလို့ရတယ် I am enthusiastic about studying Chinese တရုတ်စာလေ့လာရတာတရုတ်ဘာသာစကားလေ့လာရတာကိုစိတ်အားထက်သန်တယ်ပေါ့ကျွန်တော်တို့ဒီလိုမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am enthusiastic about writing stories and stories ဆိုပုံမြင်တွေဝတ္ထုတွေပေါ့နော်ပုံမြင်တွေရေးရတာကိုကစိတ်အားထက်သန်တယ်ပေါ့ဒီမှာဆိုရင် novel တို့ newspaper တို့အဲ့လိုမျိုးပေါ့နော် news တို့တခုခုကိုရေးခြင်းတဲ့ဟာပေါ့နော်မှာmagazine တို့အကုန်လုံးစားတော့ပြီးတော့ကျွန်တော်ပြောလို့ရတယ်ဒါတွေကိုလောရတာကိုကိုယ်ကစိတ်အားထက်တန်တယ်ပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်ဒီမျိုးလေးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင် I am enthusiastic about making short videos making short videos ဆိုတာ short video တွေရိုက်တာပေါ့နော်မှာ vlog တွေရိုက်တာမျိုး making vlogs vlog တွေရိုက်တာ travel vlogs တို့ဒီ food vlog တို့အဲ့လိုမျိုးပေါ့နော် makeup vlog ပေါ့နော်အဲ့လိုမျိုးကိုလှုပ်ချင်တဲ့ဒီလိုမျိုး vlog လေးတွေလုပ်ရတာကိုစိတ်အားထက်သန်နေဆိုရင်လည်းဒီလိုပုံစံမျိုးလေးပြောလို့ရတယ်ပေါ့နော် short videos နေရာမှာအစားထိုးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဒါလေးလုပ်ရတာကိုစိတ်အားထက်သန်တယ်ပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုကိုလုပ်ရတာကိုစိတ်အားထက်သန်တယ်လို့ပြောချင်တဲ့အခါမှာကျွန်တော်တို့က I am enthusiastic about verb ing ဆိုရဲ speaking pattern လေးကိုသုံးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်